မီးအောင်စုံတွေနဲ့ခမ်းနားလာတဲ့ AOD တိုင်းအိမ်မဲမြို့နယ်လက်ဘက်ကုန်းကျေးရွာကကင်းမျိုးသားတစ်တကူဖြောပြရေးပွဲတော်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်မဲမျိုးလက်ဘက်ကုန်းကျေးရွာကင်းတစ်ကူပွဲတော်လေးဟာဆိုရင်ဖြင့်ဘောလုံးအားကစားများရင်းပြိုင်ပွဲများနဲ့တကွာစီကားတော့အကျင်းပပြုလုပ်နေတာပဲဖြစ်ပါတယ်တို့တွေမကပါဘူးပွဲကင်းသားကဝယ်တပင်နိုင်ငံကျော်တရုတ်ဆောင်များဖြစ်ကြတယ်အမှုပညာရှင်များစွာနဲ့ကျင်းပပြုလုပ်တဲ့ဖြောပြရေးပွဲဟာလည်းပဲစီကားခမ်းနားရှိလို့နေပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အိမ်မဲမျိုးနဲ့လက်ဘက်ကုန်းကြီးရွာရဲ့ကျင်းတဲ့တကူပွဲတော်ဟာဆိုရင်ဖြင့်လာရောက်ကဖြောပြကြတဲ့အမှုပညာရှင်များဟာစောရကအပြိုင်ယူမဲ့ကိုနိုင်လူရုပ်ရှင်တရုတ်ဆောင်မင်းသမီးများဖြစ်ကြတယ်မိုးပြပြပေါင်းမယွန်းရွှေနိုင်ငံတော်စစ်တော်ဆယ်လင်းအစိုးရတရုတ်ဆောင်မတ်ဖြူထွေးတို့ကလည်းလာရောက်ကဖြောပြသွားခဲ့တဲ့ခမ်းနားစီပင်လာတဲ့ကျွန်တော်တို့ရဲ့တစ်တကူအကျိုးပွဲတော်လေးပဲဖြစ်ပါတယ်ပွဲကင်းတစ်ကြောင်ဈေးတဲ့များတဲ့မုတ်တဲ့များဟာလည်းတိုးလုံးမပေါက်နိုင်လောက်အောင်ရောအားကောင်းလွန်နေကြပါတယ်ခင်ဗျာတိုးတယ်မကပါဘူးမီးအောင်စုံလာတဲ့ပင်လယ်တများချားရဲ့ကြီးကိုလည်းတိုးထက်ကအပြိုင်အပျော်လန်းစည်းနဲ့ကလာဘတ်စီကားတင်ကြတာဟာလည်းအဝေးရောက်တဲ့သူတွေဖို့လွမ်းမိုးဖွယ်ရာဖြစ်စေကစီကားလို့နေပါတယ်ခင်ဗျာယခုလိုစီကားလာတဲ့ကျွန်တော်ရဲ့အိမ်မဲမြို့ရဲ့19ရက်17လ2025ရက်နေ့မှာကြာရောက်မယ်ကင်းမျိုးသားတစ်တစ်ကိုပွဲတော်ကြီးကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ content creator vlogger တန်လေးပဲဖြစ်ပါတယ်ခင်ဗျာ